မင်္ဂလာပါဒီတစ်ပုဒ်ကတော့အလဲချောင်းနဲ့အိမ်ထောင်မှုပြည်လဲရေးအကြံပေးအလုပ်လုပ်တဲ့ marriage counseling နဲ့အသက်မွေးတဲ့ပညာရှင်တဦးကပြောမှုပါတယ်သူ့ထံကိုအိမ်ထောင်ပြုခါနေယောက်ျားတွေမိန်းမတွေလာပြီးတော့တစ်သက်လုံးစိတ်ချမ်းသာတဲ့အိမ်ထောင်ရေးမျိုးဖြစ်အောင်ဘယ်လိုမျိုးလုပ်ဆောင်ရမလဲဆိုပြီးတော့အကြံဉာဏ်လာတောင်းကြပါတယ်အဲ့ဒီအခါမှာပညာရှင်ကတစ်သက်လုံးစိတ်ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်တော့အိမ်ထောင်လုံးဝမပြုပါနဲ့ဆိုပြီးတော့အကြံပေးလိုက်ပါတယ်တဲ့အဲ့ဒီလိုအကြံပေးလိုက်လို့လေဒီယောက်ျားနဲ့မိန်းမကအိမ်ထောင်မပြုတ်ရဲ့နေလိုက်ကြမယ်လို့ထင်မှသလားတဲ့ဝေးဝါသေးတယ်ဗျာအိမ်ထောင်ပြုကြတာပါပဲတဲ့အိမ်ထောင်ပြုပြီးသားသူတွေကလည်းဒီအိမ်ထောင်တဲ့ဘဝကိုစိတ်ချမ်းသာအောင်ဘယ်လိုမျိုးပြုမှုလှုပ်ဆောင်ရမလဲဆိုပြီးတော့လေအကြံဉာဏ်လာတောင်းကြပါတယ်တဲ့လူဘဝဖြစ်စဉ်ကြီးကဒီလိုပါပဲဗျာရှေ့ကအိမ်ထောင်ပြုပြီးသွားတဲ့သူတွေကပြောတတ်ကြပါတယ်အိမ်ထောင်ပြုတယ်ဆိုတာကထီထိုးသလိုပါပဲထီထိုးတာကမှပေါက်ချင်ပေါက်ပါဦးမယ်စိတ်ချမ်းသာတဲ့အိမ်ထောင်ရေးဖြစ်ဖို့ကတော့ခက်ခဲပါတယ်အိမ်ထောင်ရေးဆိုတာအင်မတန်စိတ်ညစ်စရာစိတ်ပြက်စရာတွေနဲ့ဒုက္ခတွေများပါတယ်ဒါကြောင့်အိမ်ထောင်မပြုတ်ချင်ကြပါနဲ့ဆိုပြီးတော့ပြောတတ်ကြပါတယ်ဒါပေမဲ့လူတွေရဲ့ဖြစ်ပျက်ပုံကိုကြည့်ရလို့ရှိရင်အိမ်ထောင်ရေးဆိုတာဘယ်လောက်ဒုက္ခတွေများတဲ့အကြောင်းကိုရှေ့ကဘယ်လောက်ပဲပြောသွားနောက်လူတွေကလည်းရှေ့လူတွေပြောတာကိုနားမထောင်ပဲနဲ့စင်ဆက်လိုက်ပြီးတော့အိမ်ထောင်ပြကြပါတယ်ပြီးတော့ခါကျတော့စင်ဆက်လိုက်ပြီးတော့ပဲအိမ်ထောင်မှုရဲ့မကောင်းကြောင်းတွေကိုပြောကြပါတယ်အိမ်ထောင်ပြပြီးလို့အစင်မပြေတဲ့ကိစ္စတွေရိုးသွားတာတွေနဲ့ကြုံလာတဲ့အခါမှာမိန်းမတွေကယောက်ျားရဲ့မကောင်းကြောင်းကိုပြောကြတယ်ယောက်ျားကလည်းမိန်းမရဲ့မကောင်းကြောင်းကိုပြောကြပါတယ်ဒီလိုပဲစင်ဆက်ပြောနေကြတာပါမယိုးမဆန်းတဲ့အကြောင်းတွေပေါ့ဗျာပြောနေကြတာပါပဲယောက်ျားတွေကမိန်းမတွေမကောင်းကြောင်းကိုပြောတော့မိန်းမတွေကစိတ်ဆိုးဒီမခံနိုင်တွေဖြစ်မိန်းမတွေကယောက်ျားမကောင်းကြောင်းပြောပြန်တော့လေယောက်ျားတွေကစိတ်ဆိုးဒီမခံနိုင်တွေဖြစ်ဒေါသတွေဖြစ်ကြပါတယ်တခါမှာတော့ဥပုသ်စီရဲ့တခုမှာမိန်းမကြီးတယောက်ကအော်ကျနဲ့ယောက်ျားကောင်းဆိုတာမတွေ့ဘူးပေါင်တော့ဆိုပြီးတော့မဲကရွဲကပြောနေတာကိုဘုန်းကြီးတစ်ပါးကကြားသွားပါတယ်ဘုန်းကြီးကရှေ့ဆက်မကြွသေးပဲနဲ့ရက်ပြီးတော့မှတခါမှကြီးယောက်ျားမကောင်းတာကိုကျေးဇူးတင်ပါယောက်ျားမကောင်းလို့စိတ်ညစ်ပြီးအခုလို့ဥပုသ်စီရဲ့မှာဥပုသ်ဆောင်နေတာမဟုတ်လားဆိုပြီးတော့မေးတော့ဟုတ်မယ်နဲ့အကြောင်းကိုရှောက်တယ်တဲ့အဲ့မှာဘုန်းကြီးကဆက်ပြီးတော့ဒကမာကြီးမြင်းမြင်းမှတ်တာကောင်းတဲ့လင်းယောက်ျားဆိုတာကိုမိန်းမတွေတွေ့မှာမဟုတ်ဘူး။အားကြောင့်လဲဆိုတော့ယောက်ျားကောင်းဆိုတာမိန်းမမယူဘူး။ယူဖြစ်သွားရင်လေအဲ့ဒီမိန်းမနဲ့ကြာမနေဘူးလို့ပြောတော့အဲ့ဒီဒကမာကြီးကအရှင်ဘုရားတိတ္တထဘုရားလောင်းကတော့ဘာကြောင့်မိန်းမယူတာလဲဆိုပြီးတော့မေးလျှောက်ပါတယ်တဲ့အမလီဒကမာကြီးကဘုရားလောင်းလို့ယောက်ျားမျိုးကိုတောင်မျောလင့်ခဲ့ပေးတာကိုမရဘူးမရနိုင်ဘူးရလဲကြာပေါင်းနေမှာမဟုတ်ဘူးဆိုပြီးတော့ပြောတယ်တိတ္တထကလည်းခဏပဲရတော်တရားကိုပေါင်းပြီးတော့တောထွက်သွားတာယောက်ျားကောင်းယောက်ျားမြတ်ဆိုတာမိန်းမနဲ့ဘယ်တော့မှအတူတူမနေဘူးလို့ပြောပါတယ်တဲ့ဒီလိုပြောတဲ့အခါကျတော့ဥပုသ်စီရဲ့ထောင်တစ်ထောင်မှာပတိစိတ်နေတဲ့အဖို့ကမိန်းမဆိုတာအရှင်ဘုရားတို့လိုအကျင့်သီလကောင်းပြီးလိမ်မာတဲ့သူမျိုးကြတော့လေအမလေးဟဲ့ဘုံကြီးကြနေရပဲဆိုပြီးတော့မကြိုက်တတ်ပါဘူးတဲ့မိုက်တိုက်တဲ့ယောက်ျားမျိုးကိုမှမိန်းမဆိုတာကြိုက်တတ်တာပါဖျားဆိုပြီးတော့လမ်းလျှောက်ပါတယ်တဲ့အဖိုးအိုကလည်းကိုတွင်းနဲ့ရှင်ပြီးတော့ပြောတာနဲ့တူပါတယ်ဒီလိုပါပဲယောက်ျားကမိန်းမကိုမိန်းမကယောက်ျားကိုမကြည်မနဲ့နဲ့ပြောတတ်ကြတာပါပဲနွားဖြူနဲ့နွားနဲ့နှစ်ကောင်ကိုနဖားကြိုးချင်းပေါင်းပြီးခြီထားတယ်ဆိုလို့ရှိရင်နွားဖြူသွားမယ်လို့တော့လေနွားနဲ့ကကန့်လန့်ပါနေတယ်နွားနဲ့ကသွားမဲ့လို့တော့လေနွားဖြူကကလန်ပါနေတယ်အဲ့ဒီအခါမှာတော့နွားဖြူကနွားနဲ့ကြောင့်သူသွားလို့ရသွားမရတာလို့အပြစ်တင်နေနွားနဲ့ကလည်းသူသွားလို့ရသွားလို့မရတာဟာနွားဖြူကြောင့်ဆိုပြီးတော့အပြစ်တင်ပါတယ်အမှန်ကတော့နွားဖြူနဲ့နွားနဲ့ရဲ့ကြားတွေကပေါင်းချီထားတဲ့နဖားကြိုးကြောင့်ဖြစ်နေတာပါပေါင်းချီထားတဲ့ကြိုးသာမရှိလို့ရှိရင်နွားဖြူကနွားနဲ့ကိုနွားနဲ့ကနွားဖြူကိုဘာမှအပြစ်တင်စရာအပြစ်မြင်စရာမရှိပါဘူးဗျာဒီတိုင်းမှာပဲမိန်းမနဲ့ယောက်ျားကြားမှာတဏှာရာကဆိုတဲ့ကြိုးကချီနှောင်မိနေရှိနေတယ်ဗျာအဲ့ဒီတော့ကိုဖြစ်ချင်တာမဖြစ်တဲ့အခါကိုလှုပ်ချင်တာမရတဲ့အခါတဦးကိုအပြစ်တွေတင်နေအပြစ်တွေမြင်အပြစ်တွေပြောမဆုံးနိုင်တော့ပါဘူးတဏှာရာကဆိုတဲ့ကြိုးသာမချီနှောင်မိကြဘူးဆိုလို့ရှိရင်တဏှာရာကဆိုတဲ့ကြိုးသာမရှိဘူးဆိုလို့ရှိရင်
တူကတူကိုအပြစ်မြင်စရာအပြစ်ပြောစရာနှိမ်ချစရာဘယ်မှာရှိတော့ပါလဲဗျာအခုဖတ်ပြသွားတာကဆရာနန္ဒာသိန်းစံရေးထားတယ်ပြောရင်းပြောနေမယ်ချစ်ချင်းမြတ်တာဆိုတဲ့အထက်ကအလဲချောင်းဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးတာပါထောင်ပြီးတော့ကကျတော့အိမ်ထောင်ရေးကိုမကြုံဘူးပဲနဲ့စိတ်ကုန်ပြီးတော့လေအပြိုကြီးလူပြိုကြီးတွေလည်းမဖြစ်ကြပါစေနဲ့နော်